ကဘာကျော်မဲ့လက်စွမ်းနေနဲ့မြန်မာပြည်ရဲ့အသေးကျော်ပဲတော်လေးကျော်စွာဝင်းရဲ့ဝမ်ချန်ပီယံရှစ်ပွဲဦးထွက်အလဲထိုးနိုင်ပွဲကျော်စွာဝင်းတယောက်ကောင်းချက်ကြီးကလက်ဖျားခါရလောက်ပါတယ်ကဘာကျော်မဲ့လက်ရည်တွေနဲ့ကျော်စွာဝင်းကတော်တော်ကောင်းပြခဲ့တာပါမူဂါစီတိုလိုဖိုက်တာမျိုးကိုအလဲထိုးပြဖို့ဆိုတာလွယ်ကူနေတဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူးနောက်ပြီးပွဲဦးထွက်လည်းဖြစ်ပေမဲ့ကျော်စွာဝင်းကတော့လုံးဝကိုရှိန်မနေပါဘူးဘယ်လိုထိုးရမလဲဆိုတာကိုပဲချောင်းပြီးပြိုင်ဘက်ကိုအသာစီးကနေဖိထိုးသွားတာပါပါဝါလည်းတော်တော်ပြင်းပါတယ်သူ့ပါဝါကသူ့အသက်အရွယ်နေတော့မလိုက်ပါဘူးအဲမွေတော်မနေထိုးခဲ့ရတဲ့မူဂါစီတိုတယောက်ကျော်စွာဝင်းနဲ့အတွေ့မှာအလူးလဲကိုခံလိုက်ရတာပါသွေးတွေနဲ့တကယ်ကိုရဲရဲဆက်ဆက်ပါပဲတကယ်တော့မူဂါစီတိုကကျော်စွာဝင်းကိုမြန်မာဖိုက်တာဖြစ်နေတဲ့အတွက်အနိုင်ယူပြကျင်တာပါအဲမွေတုံးကလည်းသူကအဲမွေကိုရှုံးသွားတာကိုမကျေနပ်ပါဘူးမကြေပွဲပြန်ထိုးခြင်းနဲ့ဆိုပြီးပြောခဲ့ဘူးပါတယ်ဒါပေမဲ့အခုကျော်စွာဝင်းနဲ့အတွေ့မှာတော့မူဂါစီတိုကဒီကောင်တော်တော်မာတယ်ငါဘလို့မှမခံနိုင်ဘူးပရိသတ်တွေကိုစိတ်ပြတ်စေခဲ့တဲ့အတွက်ငါစိတ်မကောင်းပါဘူးတေချာစူးစမ်းပြီးပြန်လာခဲ့ပါမယ်ဆိုပြီးမူဂါစီတိုကမြန်မာပရိသတ်တယောက်ကိုပြောသွားခဲ့တာပါဒီတော့ဒီစကားတွေကိုကြည့်တာနဲ့တင်ကျော်စွာဝင်းရဲ့အရေးချင်းတွေကမနှဲဘူးဆိုတာသိလိုက်ရပါတယ်မူဂါစီတိုရဲ့ပြောစကားတွေအရတိုင်မတ်တယောက်အနေနဲ့ဆိုကျော်စွာဝင်းရဲ့လက်သီးထိုးချက်တွေကတော်တော်လေးဟိုတောင်ကြောက်ဖို့ကောင်းပါတယ်ဒါကြောင့်ပရိသတ်တွေလက်ရှိမှာအပျော်လွန်နေကြတာကကျော်စွာဝင်းကြောင့်ပါပဲဒါမဲ့ကျော်စွာဝင်းကိုပရိသတ်တွေကအရာအချို့ကိုလည်းအကြံပြုတာပါတယ်ကျော်စွာဝင်းကလက်သီးတွဲလုံးတွေပဲရှိပြီးအောက်ခြေကန်ချက်နဲ့တထောင်တွေတိတ်မထွက်ပါဘူးဒီတော့အဲ့ဒီတိုက်ကွက်တွေပါရလာအောင်ကျော်စွာဝင်းကိုပရိသတ်တွေကအကြံပြုကြတာပါဒါပေမဲ့ပြောလို့သာပြောတာအခုဒီပုံစံနဲ့တင်ကျော်စွာဝင်းကတော်တော်လေးကိုအဆင်ပြေနေပါပြီအဓိကကတော့ဘယ်ပွဲမှာပဲဖြစ်ဖြစ်ကျော်စွာဝင်းတယောက်ပြိုင်ဘက်ကိုမရှိန်နေတာပါထွန်းထွန်းမင်းကိုစိန်ခေါ်ထိုးတဲ့ရိုးရာပွဲမှာလည်းရှုံးသွားပေမဲ့ကျော်စွာဝင်းကထွန်းထွန်းမင်းလိုဖိုက်တာမျိုးကိုလုံးဝမရှိန်ပဲတက်နိုင်တဲ့လောက်ထိုးသွားခဲ့တာပါဟိုတလောတုန်းကလုံမနီကကစ်ပေါက်စင်ပွဲမှာလည်းအပေါ်ယံကြည့်ရင်ပြိုင်ဘက်ကသူ့ထက်အများကြီးပိုကောင်းနေတာတော့ကျော်စွာဝင်းကတော့အသေးအတန်နဲ့အမှန်ကန်ထိုးပြီးဘောနက်ကိုတင်သွားပါတယ်အခုဒီပွဲမှာလည်းကျော်စွာဝင်းကဘောနက်ဘတ်3သိန်းခွဲကိုထိုက်ထိုက်တန်တန်ပဲရခဲ့တာပါပွဲအပြီးမှာလည်းကျေးဇူးတင်ထိုင်သူအားလုံးကိုကျော်စွာဝင်းကကျေးဇူးတင်သွားခဲ့ပါတယ်Fedex ဂျင်ပိုင်ရှင်ကလည်းကျော်စွာဝင်းရဲ့နိုင်ပွဲကိုကြည့်ပြီးမြန်မာဖိုက်တာတွေအားလုံးကို Fedex စီလာခဲ့ဖို့ဖိတ်ခေါ်သွားပါတယ်ဒီတော့ကျော်စွာဝင်းရဲ့နိုင်ပွဲကသူတဦးတည်းအတွက်မဟုတ်ပဲမြန်မာဖိုက်တာတွေအတွက်ပါလမ်းဖွင့်ပေးသွားခဲ့တာပါဒါကြောင့်အခုလိုလက်ရည်မျိုးတွေနဲ့ကျော်စွာဝင်းကိုကဘာကျော်နိုင်တယ်လို့ပြောရင်လုံမယ်လို့မထင်ပါဘူးအမှန်တိုင်းပြောရရင်ပရိသတ်တွေကအခုလက်ရှိကျော်စွာဝင်းကိုဟိုတုန်းကတန်းစင်နဲ့သွေးလင်းထပ်ထုတ်ထပ်တောင်ပိုအားရနေကြပါတယ်ဘာလို့လဲဆိုတော့တိုက်ကွက်အချို့လေးချင်းဘုတ်ကလွှဲရင်ကျော်စွာဝင်းကပြောစရာမရှိအောင်ကောင်းလုံးနေလို့ပါပဲဒီတော့ကျော်စွာဝင်းတယောက် Fedex ရှင်ကိုရောက်သွားတာအတော်လေးမှန်ကန်တယ်လို့ပဲပြောရမှာပါကျော်စွာဝင်းကိုယ်တိုင်ကလည်းစီကံအလုတ်ကြိုးစားမှုအမိန့်နာခံမှုဖြစ်ချင်စိတ်စတာတွေကိုစိတ်ရောခန္ဓာရောထဲမှာပေါင်းစပ်ပြီးနေထိုင်လို့အခုလိုလူသိများကြော်ကြားကအောင်မြင်လာရတာလည်းမဆန်းပါဘူးကျွန်တော်လည်းတခြားဖိုက်တာတွေထက်ကျော်စွာဝင်းကိုပဲပိုအားရပါတယ်ပရိသတ်တွေလည်းအဲ့ဒီလိုပဲဖြစ်မယ်လို့ထင်ပါတယ်နောက်ပြီးကျော်စွာဝင်းတယောက်ဝမ်ချန်ပီယံရှစ်မှာအတော်လေးကိုပွဲရကျန်းလာမယ်လို့ထင်ပါတယ်ပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းမှန်သွားပြီးကြပါအောင်